အထူးဆန်းဆုံးနဲ့အစွမ်းထက်ဆုံးတာရဲကောင်ကြီးကိုနိုးထစေခဲ့တဲ့လူငယ်လေးပြောဆောင်ဒါပေမဲ့သူ့ရဲ့အစွမ်းကိုမသိတဲ့ကျောင်းအုပ်ကြီးချင်းဖိန်းခတ်ကတော့ပြောဆောင်ကိုကျောင်းထုတ်ဖို့အထိစီစဉ်ခဲ့ပါတယ်နောက်ပိုင်းမှာပြောဆောင်ရဲ့တာရဲကောင်ဟာအစင်းမြင့်လုံးပန်းရိပ်မိသွားတဲ့အခါမှာတော့ကျောင်းအုပ်ကြီးဟာတခြားကျောင်းတွေကအစင်းမြင့်နိုးထခြင်းကြောက်တုံးတွေကိုငှားရမ်းပြီးပြောဆောင်ရဲ့အဆင့်ကိုပြန်လည်တိုင်းတာဖို့ကြိုးစားပါတော့တယ်ကျောင်းအုပ်ကြီးကပြောဆောင်ကိုအကောင်းပြောပြီးကျောင်းထုတ်မဲ့အစီအစဉ်ကိုဖျက်သိမ်းပေးမယ်လို့ပြောခဲ့ပေမဲ့တိတ်ခါချတာကိုခံခဲ့ရတဲ့ပြောဆောင်ကတော့ဒီအဆင့်ကတာရဲကောင်ကျောင်းတော်မှာဆက်နေဖို့ညှင်းဆန်ခဲ့ပါတယ်မင်းတို့ဘက်ကငါ့ကိုကျောင်းထုတ်ဖို့ရွေးချယ်ခဲ့ပြီးမှတော့ငါကလည်းမင်းတို့ရဲ့ချင်းငယ်တာရဲကောင်ကျောင်းတော်ကိုဘယ်တော့မှပြန်ဝင်မှာမဟုတ်ဘူးဒီလိုနဲ့အခြေတင်ဖြစ်နေတဲ့အချိန်မှာပဲကောင်းကင်ရံတစ်ခုလုံးမှောင်မိုက်သွားပြီးအတောင်ပံပါတဲ့ရွှေရောင်ငကားကြီးတစ်ကောင်ပေါ်လာခဲ့ပါတယ်အဲ့ဒါကတော့အဆင့်နဲ့ရှိတဲ့လေချောင်းဖရင်ကြောက်ဆွဲငကားတိုင်းကြီးပဲဖြစ်ပါတယ်ဒီငကားကြီးပေါ်ကနေအစွမ်းထက်တဲ့ပုဂ္ဂိုလ်ကြီး၃ယောက်ဆင်းသက်လာပြီးငကားကြီးကိုယ်တိုင်ကလည်းတက်ကြီးရွယ်ဦးပုဂ္ဂိုလ်ကြီးတဦးအဖြစ်အသွင်ပြောင်းလဲသွားခဲ့ပါတယ်သူတို့တွေကတော့တခြားကျောင်းတော်ကြီးတွေဖြစ်တဲ့ Jufeng Zhejian Bayan နဲ့ Ingwen ကျောင်းတော်တွေရဲ့ကျောင်းအုပ်ကြီးတွေပဲဖြစ်ကြပါတယ်သူတို့ဟာအဆင့်အမြင့်ဆုံးနိုးထခြင်းကြောက်တုံးကြီးကိုတည်ဆောင်လာပြီးပြောဆောင်ကိုသူတို့ကျောင်းတွေစီခေါ်ယူဖို့ရောက်ရှိလာတာပါအခြေအနေတွေကိုရိပ်မိသွားတဲ့စင်ခါကျောင်းအုပ်ကြီးကတော့မာနကြီးစွာနဲ့ပဲသူကတကယ်ပဲအဆင့်စလားမဟုတ်ဘူးလားဆိုတာထားလိုက်ပါဦးအကျင့်စာရိတ္တမကောင်းပဲမာနထောင်သွားတဲ့သူကိုငါတို့ကျောင်းကအလိုမရှိဘူးလို့ပြောပြီးလှည့်ထွက်သွားခဲ့ပါတယ်ဒါကိုမြင်တဲ့အခါမှာတော့တခြားကျောင်းအုပ်ကြီးတွေကရေမောပြီးပြောဆောင်ကိုလူယူဖို့ကြိုးစားကြပါတော့တယ်အထူးသဖြင့်ကျူးဖင်ကျောင်းအုပ်ကြီးကဟာမင်းတို့ကျောင်းအုပ်ကမင်းကိုအလိုမရှိရင်ငါတို့ကျောင်းကိုလာခဲ့ပါငါတို့ကျူးဖင်ကျောင်းတော်မှာအဆင့်စာကျောင်းသား2ယောက်ပဲရှိတာမို့လို့မင်းရမယ့်အထောက်ပံ့တွေကတော့နီးမှာမဟုတ်ဘူးလို့ဆိုကဖိတ်ခေါ်လိုက်တဲ့အခါမှာတော့